ရန်လာလို့ကိုမျက်နာကိုယ်တိုင်ဖြက်စီးပြစ်ခဲ့ရတဲ့အမျိုးသမီးများမိန်းကလေးတယောက်ဖြစ်လာရင်ဘယ်သူမှဆိုလှကျင်ကြတာတဘာဝပါဒါပေမဲ့ကမ္ဘာတနေရာမှာတော့အလားတရားဆိုတာသူတို့အတွက်ကျင်းစာတစ်ခုဖြစ်ခဲ့ဘူးပါလိသူတို့ရန်လာလို့သစိမ်းနေရရန်ကနေကာဝယ်ဖို့အတွက်မိဘတွေကသမီးပြိုလေးတွေရဲ့မျက်နာကိုရုပ်ဆိုးအောင်တမင်ဖန်တီးခဲ့ရပါလိနှာခေါင်းပေါက်တွေကိုဖောက်တစ်သားတုံးကြီးတွေနဲ့ပိတ်ဆို့မျက်နာပေါ်မှာမဲနဲ့နေတဲ့တက်တူးဆေးတွေထိုးနေအဲ့ဒါကတော့အိန္ဒိယနိုင်ငံဇီရိုတောင်ကျောင်းမှာနေထိုင်ကြတဲ့အာပါတာနီအမျိုးသမီးတွေရဲ့ရင်ကွဲစရာတမိုင်းကျောင်းပါပဲဘာကြောင့်သူတို့ဘဝတွေကဒီလောက်တောင်မှကြမ်းတမ်းခဲ့ရတာလဲအတူတူကြည့်လိုက်ကြရအောင်ပါဒီအဖြစ်အပျက်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစတင်ခဲ့တာပါအာပါတာနီအမျိုးသမီးတွေဟာအဲ့ဒီဒေတာတစ်ဝိုက်မှာရုပ်ရည်ချောမွေဆုံးအလှပဆုံးလို့နာမည်ကြီးပါလိအဲ့ဒီအလားတရားကပဲသူတို့အတွက်ဒုက္ခဖြစ်စေခဲ့ပါလိအနီနာကနီရှီလို့ခေါ်တဲ့တခြားလူမျိုးစုတွေကရွာကိုဝင်စီးပြီးအာပါတာနီမိန်းကလေးတွေကိုအတင်းအဓမ္မပြန်ပေးဆွဲဖမ်းခေါ်သွားလိရှိကြပါလိသူတို့ရဲ့လှပမှုကြောင့်မိသားစုနဲ့ဝေးရာကိုပါသွားရတာပါဒီပြဿနာကိုဖြေရှင်းဖို့အတွက်ရွာလူကြီးတွေကနီလန်တစ်ခုရှာတွေ့ခဲ့ပါလိအဲ့တော့သူတို့သာမလှတော့ရင်ဘယ်သူမှလာမဖမ်းတော့ဘူးဆိုတဲ့အကြံပါပဲဒီလိုနဲ့သူတို့ရဲ့သမီးပြိုတွေကိုကာကွယ်ဖို့အတွက်ရုပ်ဆိုးအောင်ဖန်တီးတဲ့စီမံကိန်းစတင်လာပါတော့တယ်ဒီနီလန်ကကြားရုံနဲ့တင်တော်တော်လေးနာကျင်စရာကောင်းပါလိအရွယ်ရောက်လာတဲ့မိန်းကလေးတွေရဲ့နှာခေါင်းပေါက်နှစ်ဖက်စလုံးကိုအပေါက်ဖောက်ပြီးရာပင်ဟူလိုလို့ခေါ်တဲ့ဝါပြားဝိုင်းကြီးတွေကိုထည့်သွင်းပိတ်ဆို့လိုက်ပါလိဒါရီမကသေးပါဘူးနှစ်ဖူးကနေနှာခေါင်းထိပ်ထိဒေါင်းလိုက်မြင်းနဲ့တကြောင်ဆွဲထားပြီးမေးစီမှာလည်းမြင်းချောင်း၅ချောင်းလောက်တက်တူးထိုးပေးလိုက်ပါလိရည်ရွယ်ချက်ကတော့ရှင်းပါလိနှာခေါင်းကြီးပွားနေပြီးမျက်နှာမှာအမဲခွက်တွေနဲ့မိန်းကလေးတယောက်ကိုဘယ်ရန်သူမှစိတ်ဝင်စားပြီးတော့ဖမ်းခေါ်သွားမှာမဟုတ်တော့ပါဘူးသူတို့ရဲ့လွတ်လပ်ခွင့်အတွက်အလားတရားကိုဇတိခဲ့ရတာဖြစ်ပါလိအချိန်ကြီးကြာလာတဲ့အခါမှာတော့ထူးခြားတဲ့အပြောင်းလဲတစ်ခုဖြစ်လာပါလိမူလကရုပ်ဆိုးအောင်ရန်သူဘေးကလွတ်အောင်လုပ်ခဲ့ကြပေမဲ့နောက်ပိုင်းမှာဒီရဟာအာပါတာနီအမျိုးသမီးတွေရဲ့ဂုဏ်ယူစရာအမှတ်အသားတစ်ခုဖြစ်လာခဲ့ပါလိနှာခေါင်းပိတ်ဝစ်ထားမှမျက်နှာမှာတက်တူးရှိမှတကယ်အာပါတာနီအမျိုးသမီးစစ်စစ်ဖြစ်တယ်လို့ခံယူလာကြပါလိသူတို့ရဲ့ခန္ဓာရည်ရှိမှုတတိရှိမှုနဲ့မျိုးနွယ်စုကိုချင်းမြတ်နှုံးမှုကိုဒီနည်းနဲ့ပြသလာကြတာပါရုပ်ဆိုးတဲ့လူအပြောခံရမယ့်အရာကသူတို့အတွက်တော့တန်မိုးမဖြတ်နိုင်တဲ့ယတနာတစ်ခုဖြစ်သွားခဲ့ပါလိဒါပေမဲ့ဒီတလေးဟာအခုချိန်မှာတော့တမိုင်းစာမျက်နှာတွေကိုတဖြည်းဖြည်းဝင်ရောက်သွားခဲ့ပါပြီ1990ခုနှစ်လောက်ကစပြီးအစိုးရနဲ့လူငယ်အဖွဲ့အစည်းတွေကဒီတလေးကိုပိတ်ပင်ခဲ့ပါလိဂျမိုင်းနဲ့မညီညွတ်တယ်လို့ခင်မမီတော့ဘူးလို့ယူဆကြလို့ပါဒါကြောင့်ဒီနေ့ခေတ် Zero Valley ကိုသွားလည်ရင်တော့အသက်ကြီးတဲ့ဖိုးဖွားတွေကိုပဲအဲ့ဒီပုံစံနဲ့တွေ့ရတော့မှာပါအခုရှိနေတဲ့အဖွားတွေကအကွဲလွန်သွားပြီဆိုတာနဲ့တပြိုင်နက်အလားတရားကြောင့်ကိုအနာတရားဖြစ်စေခဲ့ရတဲ့ဒီသမိုင်းချောင်းကြီးဟာလေအပီးတိုင်ပြောက်ကွယ်သွားတော့မှာဖြစ်ပါလိအလားတရားဆိုတာကြီးတဲ့သူရဲ့မျက်လုံးပေါ်မူတည်တယ်လို့ဆိုကြပါလိခမရောသူတို့ကိုကြည့်ပြီးကြောက်စရာလို့မြင်မိလားဒါမှမဟုတ်မိသားစုကိုကာကွယ်ခြင်းနဲ့မေတ္တာတရားရဲ့အလှလို့မြင်မိလားကွန်မန့်မှာပြောပြပေးခဲ့ကြပါဦး